အားလုံးပဲမင်းညာကတော့လီဗာပူးကအိမ်ကွင်းမှာနယူကာဆယ်ကို4-1နဲ့အပြတ်သိမ်းလိုက်တယ်နော်ဟုတ်တယ်နော်ဒါမျိုးလိုချင်တာလေဗျာဒါမျိုးကစားပုံကလည်းဒါမျိုးဖြစ်နေမှာကြွရွနေရမှာဒါတော့မှနယူကာဆယ်နော်နယူကာဆယ်ကိုကျွန်တော်တို့ကအိမ်ကွင်းမှာ9ပြတ်နဲ့4-1နဲ့သိမ်းလိုက်တာလီဗာပူးရဲ့ကစားအားကဒါမျိုးဖြစ်နေရမှာဗျာဒါတောင်မှပဲเนาะတချို့အလုံးတွေမှာဆိုလို့ရှိရင်လွတ်ထွက်သွားတာတွေရှိတယ်ပထမအန်တိုနီယိုဂေါ်ဒွန်ရဲ့ဂိုးဆိုလို့ရှိရင်လည်းကာကက်လေးနည်းနည်းလေးသတိမူလိုက်တာနဲ့ဂိုးပေးလိုက်ရတယ်ပေါ့ဗျာเนาะဟုတ်တယ်မင်းညာကဆိုလို့ရှိရင်လီဗာပူးကကိုနိတ်ကသူ့ဖခင်ရဲ့နာရီကနေပြီးတော့မန်နေဂျာကိုယ်တိုင်ကအချိန်ယူခြင်းရင်ယူလို့ရပါသေးတယ်ဆိုတာတောင်မှပြန်လာပြီးတော့ကစားပေးတယ်ဒါကိုနိတ်ရဲ့ကစားသမား professional ပိသားမှုကဂျင်းနဲ့ဆရာကောင်းတယ်ပေါ့နော်နင်းညာပွဲမှာဆိုလို့ရှိရင်လေကိုနိတ်ကဂိုးတကိုးလဲရှူပေးသွားနိုင်ခဲ့တယ်အဲ့ဒီအတွက်လေ man of the match ကိုကိုနိတ်ကိုရရှိသွားစေခဲ့တယ်ကိုနိတ်ရဲ့ကစားမင်းညာကစားဆိုလို့ရှိရင်လေအတစ်တဖန်ပြန်လည်မွေးဖွားလာတဲ့ကိုနိတ်ကိုတွေ့ရတယ်လို့မျိုးဖြစ်သွားစေခဲ့တယ်ဗျာနော်ကျွန်တော်တို့လီဗာပူးရဲ့ကစားသမားအတစ်ကလေးကိုနိတ်လို့တောင်မှကျွန်တော်တို့ကမှတ်ခေါ်ယူရတော့မလို့ဖြစ်နေတယ်ဗျာဒါပေမဲ့လေလီဗာပူးနယူးပွဲမှာပထမပိုင်းမိနစ်30လောက်ထိကတော့အန်တိုနီယိုဂေါ်ဒွန်ရဲ့4-9ကစားကွက်မှာဝင်ကွန်ကြအရှိန်အဟုန်တွေနဲ့ကောင်းဝင်လာတဲ့ထိုးဖောက်မှုတွေနဲ့လီဗာပူးရဲ့ခံစစ်ကြောင်းကိုထိုးနှက်ပြီးတော့ကျွန်တော်တို့သူတို့ရဲ့တိုက်စစ်လမ်းကြောင်းတွေကောင်းဝင်နေခဲ့တယ်။နောက်ဖရီကစ်တစ်လုံးဆိုလို့ရှိရင်တိုင်ပိတ်မှန်သွားတယ်။နောက်ကာကေရဲ့သတိမမူမှုကနေဂိုးတစ်လုံးရရှိသွားတယ်။ဒါပေမဲ့လည်းသိမကြခင်မှာပဲကျွန်တော်တို့ရဲ့လီဗာပူးရဲ့ကစားကွက်တိတ်လာတာမှန်လာတဲ့နော်ကစားသမားအဓိကကစားသမား2ယောက်ဖြစ်တဖြည်းဖြည်းချင်းပုံပေါ်လာခဲ့တဲ့ EKTG နဲ့ Florent Bat အကျွဲကနေပြီးတော့ကျွန်တော်တို့ EKTG နှလုံးလုံးဂိုးနှလုံးရသွားတယ်သူရဲ့ outside full လေးနဲ့ပေါ့နော်နှလုံးလုံး outside full လေးနဲ့ပဲဖြစ်တယ်ဗျာဒါပေမဲ့ target တစ်လုံး EKTG ရဲ့ဂိုးနှလုံးကို target တစ်လုံး Florent Bat တစ်လုံးတီထွင်ဖန်တီးပေးသွားခဲ့တယ်ကိုဖန်တီးပေးသွားခဲ့တယ်ပေါ့နော်အဲ့လိုပဲနောက်ဒုတိယပိုင်းမှာတော့လီဗာပူးရဲ့ကစားအားကတော်တော်ကြောက်စရာကောင်းတာကိုတွေ့လာရတယ်ဂိုးကိုကျွန်တော်တို့ဒီပွဲကိုအနိုင်ဖြတ်ဖို့အတွက်နော်ကစားတင်လာကစားခဲ့တာတွေ့ရတယ်နောက်ပြီးတော့မူဆလာဆိုလို့ရှိရင်လေသူဟာဆိုလို့ရှိရင်သူ့ကိုတည်လာတဲ့ဘောလုံးမှန်သမျှကိုတချို့တလုံးနေဦးဆိုလို့ရှိရင်သူလွတ်ထွက်မသွားနိုင်တဲ့အလုံးမှာအရင်တုန်းကလိုကက်မန်တန်အင်မလုပ်တော့ဘဲနဲ့နော်Florent Bat ကိုတွဲကစားလာတာတွေ့ရတယ်ဒါတိုက်စစ်သမား4ယောက်ပေါ့နော်ကိုရီဂက်ဘူရဲ့ EKTG ရဲ့ Florent Bat ရဲ့ Mosala တို့ရဲ့ဒီ rotation လေးတွေနဲ့ကစားလာတယ်ကစားအားလေးရဆိုရင်တော့နည်းနည်းလေးပုံဖော်လာတယ်เนาะ set fit လေးနည်းလာတယ်12 ကစားလာတာလေးတွေမိလာတယ် link လေးတွေချိတ်မိလာတယ်နောက်အတိသာဆုံးကတော့ Florent Bat နဲ့ EKTG အတွက်ကတော့အတိသာဆုံးပေါ့ဗျာเนาะအားရစရာကောင်းပါတယ်မင်းညာပွဲမှာဆိုလို့ရှိရင်နောက်တစ်ခုပြောချင်တာ Mosala ရဲ့သူ့ရဲ့အခန်းကဏ္ဍတွေရှော့ချလာတာကိုတဖြည်းဖြည်းမြင်လာရတဲ့ပွဲလို့လဲကျွန်တော်ထင်မိတယ်ဗျာနော်ဒီပွဲမှာဆိုလို့ရှိရင်မူဆလာလီဗာပူးမှာသူ့ရဲ့အခန်းကဏ္ဍတွေကိုသူရော့ချလာတယ်သူ့ရဲ့နိုင်ဝင်လေးတွေပဲထမ်းလာတာအတွက်ဒါတောင်မှမူဆလာတစ်လုံးကျွန်တော်တို့ဘေးကိုကန်ထုတ်ပေးလိုက်သေးတယ်ပေါ့နော်ချီဝူရိုးနဲ့ထိုးလိုက်သေးတယ်မလွတ်မလက်လေးနဲ့ဂိုးသွင်းနိုင်မယ်လို့ထင်ခဲ့ပေမဲ့လည်းကျွန်တော်တို့ဘေးကနေကတ်ထက်သွားခဲ့တယ်ပေါ့နော်အဓိကပြောချင်တာမင်းညာကိုနေရဆိုလို့ရှိရင်ဘာဂျေဗန်တိုင်းနဲ့ကျွန်တော်တို့ဒီ CB မှာနေရာယူကစားတာကောင်းမွန်လာတယ်အထူးခြားဆုံးအနေနဲ့ကတော့ချီပြန်မှန်လာတယ်လို့ပြောပါတော့နောက်တစ်ခုအနေနဲ့ကကျွန်တော်ပြောသလိုပေါ့အသင်းရဲ့ဒီတိုက်စစ်နဲ့ခံစစ်မျှတနေမှုအတွက်ဆိုလို့ရှိရင်မင်းညာဆိုလို့ရှိရင်ဂရာဗန်ဘက်နဲ့မက်လင်စတာတို့ရဲ့အရေးပါမှုကလည်းကျွန်တော်တို့မေ့ထားလို့မရပါဘူးเนาะအတင်းမှာတိုက်စစ်ဆင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအလေဂျော်ကြီးကခံစစ်နဲ့တိုက်စစ်ရဲ့ကြားမှာ grab ဖြစ်နေတဲ့အလေဂျော်ကြီးတစ်ခုလုံးကိုအပြောက်ရိုက်ပြီးရှေ့တန်းကိုအကုန်တက်သွားတာမျိုးမဟုတ်တော့ဘဲနဲ့ကွင်းလယ်မှာမက်လင်စတာကာဗာတဲ့လှုပ်ထားရင်ဂရာဗန်ဘက်ကတိုက်စစ်ကိုသူတို့ရှေ့ဒန်း၄ယောက်နဲ့လိုက်ပါပြီးတော့ကစားတာမျိုးเนาะဂရာဗန်ဘက်တိုက်စစ်ကနေပြန်လာခဲ့ပြီးတော့ခံစစ်ကိုကာဗာတဲ့လှုပ်တဲ့အချိန်မှာမက်လင်စတာကတိုက်စစ်မှာရှေ့ဒန်း၄ယောက်နဲ့ပူးတွဲပြီးတော့ link လုပ်ပြီးတော့ကစားတာမျိုးလေးတွေမြင်လာရတာကတကယ်ကျေနပ်စရာကောင်းပါတယ်သူတို့နှစ်ယောက်လုံးသာဇုံတက်ဇုံဆင်းလုပ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်เนาะနောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်
ကိုနှိမ့်နဲ့ဗန်တိုင်းနဲ့နှစ်ယောက်ကျန်နေခဲ့တဲ့ဟာမျိုးကရှေ့ညာတောင်မှန်ဘဲတောင်မှန်ခံစစ်မှုတွေရာဆိုလို့ရှိရင်တိုက်စစ်ကိုလိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကောင်တာတွေပေါက်တာမျိုးတွေတွေ့ရတယ်မင်းညဆိုလဲနော်တချို့တလုံးလေးတွေတွေ့ပါသေးတယ်ဒါအခုလောလောဆယ်မှာဆိုလို့ရှိရင်တော့ Graven Band နဲ့ Malister ရဲ့တချို့သူတို့ရဲ့ function လေးတွေပြောင်းလဲလာတာဒီခံစစ် defensive line မှာပို့ပြီးတော့ထဲဝင်ပြန်ပြီးတော့တည်ပိုးလာတာလေးတွေကလီဗာပူးအတွက်တကယ်ကိုကျင်းနေစရာကောင်းပါတယ်ဆိုတော့ကကျွန်တော်လီဗာပူးကဒီချန်ပီယံလိဝင်ခွင့်တက်ကိုပြန်လည်ပြီးတော့ Chelsea တို့ Man U တို့နဲ့အပြိုင်ဖြစ်လာတာတွေ့ရတယ်เนาะကျွန်တော်တို့ဒီကွင်းဂျားပွဲမှာဆိုလို့ရှိရင်ချန်ပီယံလိကိုကွာရာဘတ်နဲ့ကိုပြတ်တိတ်ခဲ့တဲ့အချိန်ဟုန်လေးနဲ့အခုဒီနယူကာဆယ်ကိုအိမ်ကွင်းမှာကိုပြတ်တိတ်သွားနိုင်ခဲ့တာဒါကျင်းနေစရာကောင်းပါတယ်ဒါအကီတီကီနဲ့ Florent Bett ဆိုလို့ရှိရင်လည်းအပြန်လန်ဂိုးဖန်တီးပေးမှုကgoal distribution ကသူတို့နေရာပေါ်ဆိုလို့ချင်း6လုံးထိရှိလာခဲ့ပြီเนาะဒါနောင်အနာဂတ်လီဗာပူးတိုက်စစ်အတွဲရဲ့ဒီဂျူရိုအတွဲလေးရာဆိုလို့ရှိရင်တော်တော်ကိုကြည့်ကောင်းလာတာကိုတွေ့ရတယ်ဗျာเนาะဒါကိုပဲကျွန်တော်တို့ပို့ပြီးတော့ပြောရမယ်ပေါ့ဗျာเนาะဟီကီဆိုလို့ရှိရင်လည်းသူကပထမဦးဆုံးပွဲထွက်ရာဒီမှာပဲ22ပွဲကစားပရီးမီးယားလိမှာ22ပွဲကစားပြီးတော့19 goal contribution ဖြစ်ထားတယ်15 goal သွင်းတယ်ဖန်တီးမှုဂိုးလေးကိုရှိကြတယ်เนาะ Florent Bett ဆိုလို့ရှိရင်နောက်ဆုံး10ပွဲနောက်ဆုံးကစားခဲ့တဲ့10ပွဲမှာဆိုလို့ရှိရင်ဂိုးသွင်းမှု6ဂိုးနဲ့ဂိုးဖန်တီးမှု3လုံးပို့ပြီးတော့နောက်ထဲဝင်ပါဝင်လာတာတွေ့ရတာဒါကျွန်တော်တို့ဒီလီဗာပူးရဲ့အနာဂတ်တိုက်စစ်အတွဲလေးဟာကြီးနေစရာကောင်းတယ်ဆိုတော့မြင်တွေ့လာရတယ်အဲ့လိုပဲကျွန်တော်တို့နောက်ပတ်မှာတွေ့မယ်မန်စီးတီးနဲ့ပွဲမှာပေါ့ကျွန်တော်တို့ဒီခြေလေးကိုဆက်ထိန်းထားနိုင်မလားမန်စီးတီးရဆိုလို့ရှိရင်လည်းအစစ်နဲ့မှာရက်တည်နေတယ်ဆိုရင်လီဗာပူးနဲ့တိတ်ထူးမခြားနာပဲကျွန်တော်တို့ချီချောနေတယ်ချီပြက်နေတယ်เนาะအဲ့ဒီမန်စီးတီးကိုကျွန်တော်တို့ကကျွန်တော်တို့အနိုင်နိုင်မလားဆိုတာဆက်ဆောင်ကြည့်ကြတာကောင်းလာပါတယ်တကယ်ကိုအနိုင်ပြီးသွားလို့ရှိရင်တော့လီဗာပူးကtitle race ကိုပြန်ဝင်လာပြီနဲ့လေချန်ပီယံလိဝင် top 4 စီးနဲ့ဝင်ရောက်ဖို့တော့အခြေအနေကောင်းနေမယ်လို့ကျွန်တော်တွေးမြင်မိပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းပြောပြပေးတော့ပါအောင်เนาะကျွန်တော်တို့မန်စီးတီးလီဗာပူးပွဲမတိုင်ခင်မှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်เนาะ